အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ Win Education Grade 5 English စာစာအုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီစာအုပ်လေးမှာဆိုလို့ရှိရင်တော့ပြောင်းလဲထားတော့နဲ့မေကုန်းပုံစံတင်တဲ့အညီမတင်မဖြစ်သင်ခန်းစာများဖြည့်ဆို့မှုအားလုံးပါဝင်တော့မေကုန်းနဲ့စံပြအဖြေများအမှတ်ပေးစည်းမျဉ်းနဲ့အညီကျောင်းသားကျောင်းသူများကြက်မှန်အလွယ်ကူအောင်ပြုစုရည်တတ်ထားပြီးတဲ့စာအုပ်လေးတစ်အုပ်လည်းဖြစ်ပါတယ်ခင်ဗျာဒီစာအုပ်လေးရဆိုရင်ဖြင့်စာအုပ်ဒီဇိုင်းပိုင်းအနေနဲ့တည်တဲ့စာချုပ်လုပ်ထားပြီးတော့စာအုပ်ထဲမှာပါတဲ့စလုံးတွေပြောလို့ရှိရင်ရုပ်ပြပုံတွေရတယ်ထင်ရှားပြတ်သားစွာရိုက်နှိပ်ထားဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူများလေ့လာကြက်မှတ်ရတယ်လွယ်ကူအဆင်ပြေလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒီစာအုပ်မှာပါတဲ့အမှားစားလေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာအခြေခံတဲ့မူလတန်း KG+ တွဲတင်ယူညွှန်တမ်းကိုလက်တွေ့အကောင့်တွေပေါ်တင်ကြား၍အခက်ပြစစ်ဆေးခြင်းကို2023ခုနှစ်တွင်တစ်ကြိမ်2024ခုနှစ်တွင်တစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ရတယ်ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများလေ့ကျင့်ဖြည့်ဆို့ခဲ့ကြပြီးဖြစ်ပါသည်ဤစာအုပ်သည်နှစ်ကြိမ်ဖြည့်ဆို့ခဲ့ပြီးတော့မေကွန်းဟောင်းများနဲ့ပြဋ္ဌာန်းစာပြင်ဆင်မှုများကိုအခြေခံကအကောင်းဆုံးများထဲမှာအကောင်းဆုံးပြုပြင်စီစစ်တီးဖြတ်ရေးတန်းထားတဲ့စာအုပ်လေးတစ်အုပ်လည်းဖြစ်ပါပေသည်တဲ့ Grade 5တဲ့ပြစ္စမာတန်းဒီတဲ့မူလတန်းအဆင့်၏အမြင့်ဆုံးတန်းဖြစ်သည်တဲ့ထို့ကြောင့်မူလတန်း၏တဲ့တက်တင်တက်ရမည့်သင်ခန်းစာများကိုကုန်စင်အောင်လေ့ကျင့်သင်ကြားပြီးဖြစ်ရပေမည်တဲ့သို့မှသာအလယ်တန်းအဆင့်သို့လွယ်ကူချုံးမိစွာအတန်းကူပြောင်းနိုင်ပြီမည်အထူးသဖြင့် language ဘာသာစကားဆိုင်ရာဘာသာရေးဖြစ်တဲ့ English ဘာသာသည်တဲ့ကျောင်းသားကျောင်းသူများအတွက်အထူးပြုခွင့်သင်ကြားပေးသင်ပြီးလေ့ကျင့်ပြသပြီးဖြစ်ရပေမည်တဲ့မိတို့ဆိုစီတဲ့ Win Education ပညာရေးအထောက်အကူပြုအစာအုပ်သည်တဲ့ကျောင်းသားကျောင်းသူများအကြားထင်ရှားကြော်ကြောင်းအောင်မြင်မှုခိုင်မာနေသည့်အစဉ်အလာကိုအစာအုပ်ကထပ်မံမြင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ပါကြောင်းပြောကြားလိုက်ပါပြီဒီဆိုပြီးတော့ဆရာကြီးဦးတန်းຫນွေကနေပြီးတော့အမှားစာလေးပါကြားပေးထားပါတယ်ခင်ဗျာဒီစာအုပ်ထဲမှာဆိုလို့ရှိရင်တော့ unit တစ်ခုချင်းစီလိုက်လိုအပ်တဲ့ listening ပိုင်းတွေ reading ပိုင်းတွေအကုန်လုံးပြည့်စုံစွာရေးသားထားပြီးတော့မေးခွန်း question ပုံစံတွေလည်းတည်တည်ချာချာစီစစ်နဲ့ပြုစုရေးသားတာဖြစ်တဲ့အတွက်ကျွန်တော်ကျောင်းတွေလေ့လာလက်ကျမှတ်ရတယ်လွယ်ကူလိမ့်မယ်လို့ကျွန်တော်ဂျုံမီကြည့်မိတယ်ပြီးတော့ဒီစာအုပ်ထဲမှာတခါတည်းဒီမေးခွန်းပုံစံများနဲ့အတူအဖြေတွေပါတခါတည်းရှင်တွေပါဝင်တာဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူများအတွက်လွယ်ကူအဆင်ပြေစွာလေ့လာနိုင်မယ့်စာအုပ်လေးတစ်အုပ်လည်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဒီ Win Education Grade 5 Pismana English စာအုပ်လေးကိုဆက်သွယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့မျိုးအနေနဲ့ရှိစာအုပ်စာပေများနဲ့သက်ဆိုင်သောဆိုင်များတွေဆက်သွယ်မြင်မြန်ပြီးတော့ဝယ်ယူရရှိနိုင်ပါသည်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ